China Town မှာပုဂ္ဂလိကဆောင်တော့ဝါတာသူ့နောက်ကိုလူနောက်ကန်လိုက်နေအောင်သတိထားမိတဲ့အတွက်သူကလက်ကိုခတ်သက်လျှောက်ပြီးစာတဲ့ပုံးတစ်ခုတော့ပါစတဲ့တစ်ခုထဲခဲ့ကထွက်ခွာသွားပါတယ်။သူလာမပေါ်ရောက်တာနဲ့ဘန်ကားတစ်စီးနဲ့တိုက်မိပြီးဝါတာသူ့ရဲ့အိမ်ထဲမှာလဲကျကြရင်ခဲ့ကဘန်ကားတော့မောင်းထွက်သွားပါတယ်။ဟာဝိုင်အီမှာတော့ Navy တက်မှုဂျင်းရသူ့အဖွဲ့ကိုရေကူးကန်ထဲမှာလေ့ကျင့်ပေးနေပေမဲ့ဘသူမှသူ့လောက်ရေအောက်မှာကြမနေနိုင်တဲ့အတွက်သူကရေထဲတက်လာပြီးသူတို့ကိုစူပူးနေပါတယ်။ရေတပ်ဖွဲ့စီကရေကြီးဖုံးလာနေလို့စစ်သားတယောက်ကလာပြောအကြောင်းသူကစကားစပြစ်သွားပြီးခဏကြာမှဂျင်းရရင်ခွဲရုံမှာသူ့အဖေရိုလောက်ကြည့်နေပါတယ်။ဟောတာအမြင်မသိမူရစေသမားတယောက်ကြောင့်တိတ်ဆုံးခဲ့ရတာလို့သူကြားခဲ့ရပေမဲ့ဂျင်းရတော့ဘာခံစားချက်မှမပြပဲအိမ်ပြန်ပြီးသူ့မိသားစုအတွက်ညစာပြင်ဆင်နေပါတယ်။သူဇနီးအီလာကသူ့နေ့စဉ်အကြောင်းမေးတဲ့အခါသူကလေးချင်အကြောင်းပြောပြပြီးဝါတာတိတ်ဆုံးသွားတဲ့အကြောင်းသူ့အဖေလိုမတတ်မှတ်ပဲနာမည်တိုင်းပို့ပါပဲပြောပြလိုက်ပါတယ်။အီလာကသူ့ညီလေးကိုအကြောင်းကြားသိတယ်လို့ပြောပေမဲ့ဂျင်းရသူတို့စကားမပြောပြတာနှစ်တော်ကြာနေပြီဖြစ်ကြောင်းနဲ့သူ့ညာသူ့ဖုန်းကိုကင်မမဟုတ်ဘူးလို့ပြန်ပြောလိုက်ပါတယ်။အိုကလာဟိုးမားမှာတော့ဂျင်းရဲ့ဖေးတူမအေကဲဂျွန်နီယာသူ့ရီဇဘလက်ဒီနာထွက်ခွာသွားခြင်းတဲ့အတွက်ပစ္စည်းတွေသိမ်းနေအောင်တွေ့လိုက်ပါတယ်။ဒီနေ့ကသူမရဲ့မွေးနေ့ဖြစ်ပြီးဂျွန်နီယာမင်းနေခဲ့တဲ့အတွက်သူမစိတ်ဆိုးနေတာဖြစ်ပါတယ်။ဂျွန်နီယာအမြဲတမ်းပေါ်ပေါ်ဆဆနေပြီးဘာမှအတီမီယူတာကြောင့်ဘလက်ဒီနာစိတ်ကုန်နေတဲ့အတွက်ဂျွန်နီယာတောင်းပန်ပြီးနောက်ဆိုပိုကောင်းအောင်နေပါမယ်လို့ကတိပေးတဲ့အတွက်ဘလက်ဒီနာသူ့ကိုနန်းဟန်ပြလိုက်ပြီးသူ့ကိုပါရိုက်ကထွက်ခွာသွားပါတယ်။စိတ်တက်ကြနေတဲ့ဂျွန်နီယာမေးပြဖို့အတွက်ရက်တွေတောင်းနေချိန်မှာအီလာစီယာဖုန်းခေါ်ရရှိပြီးဝါတာတိတ်ဆုံးသွားတဲ့အကြောင်းနဲ့ဇပနာမနှက်ဖြန်ဖြစ်ကြောင်းကြားပါတယ်။ဂျွန်နီကတက်ရောက်ဖို့စိတ်ဝင်စားပဲရေချိုးခန်းထဲတွားရင်သူမကိုသူ့ရဲ့ရဲလိုကြောင်ပြောပြပါတယ်။ရုပ်တရက်သူ့နောက်မှာလူနှစ်ယောက်ပေါ်လာပြီးသူ့လည်းပြောဓာတ်နဲ့ထောက်တဲ့အတွက်ဂျွန်နီကလှည့်ကြည့်တဲ့အခါအမတ်မတင်သူတို့ပေါ်စီးသွားမိသွားပါတယ်။ဒီလူတွေကဝါတာပိုးလိုက်တဲ့ပါဆက်တို့ကိုလိုချင်နေပေမဲ့ဂျွန်နီကသူတို့ပြောတာတွေကိုနားမလဲပဲဝါတာကကလေးဘွားကလေးကမတွေ့ရတော့ကြောင်ရှင်းပြပါတယ်။အဲဒီလူတွေကသူတို့ရဲ့တက်တူးတွေကိုပြပြီးသူတို့ကယာကူဇာတွေဖြစ်ကြောင်းတက်တည်ပြကပါဆက်တို့ကိုမရရင်တက်ပြစ်မယ်လို့ချိန်ချောက်ပါတယ်။ဂျွန်နီကအသက်ဘေးကလွတ်အောင်တောင်းပန်ဟန်ဆောင်ပြီးမှသူတို့ကိုပြန်တိုက်ခိုက်ကအဲ့ဒီလူတွေကိုရေချိုးကန်ထဲမှာပြစ်ချပေါက်လိုက်ပြီးတကားပါဝင်ပစ္စည်းတော်များကိုဖျက်ဆီးပစ်လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲတတိယမြောက်လူပေါ်ဝင်လာပြီးတနက်နဲ့ပြစ်တာကြောင့်ဂျွန်နီပုံးနေရပါတယ်။ပထမတိုက်ခိုက်သူတွေကတယောက်ကနိုးလာကြောင်းဂျွန်နီကသူ့ကိုတကားနဲ့စောင်းပြပြီးတနက်သမားကိုပါညှက်ထားဖို့တကားကိုတွန်းကတက်သားကိုထိုးပေါက်ပြီးထိုးကျိတ်လိုက်ပါတယ်။အဲ့ဒီနောက်ဂျွန်နီကပရီဘော်ကတွေကိုလက်နက်ပစ်သုံးပြီးအရက်တောက်ဖို့ခဏနားနေလိုက်ပါတယ်။တိုက်ပွဲကတော့ကြဆက်ဖြစ်နေပြီးဂျွန်နီကလူများကိုတတိမရအောင်လုပ်နိုင်ခဲ့ပါတယ်။နောက်ဆုံးတယောက်ကသူ့အမေရဲ့စင်ကိုတွေ့ပြီးဖျက်ဆီးပစ်တာကြောင့်ဂျွန်နီကအသေးရွက်ချစ်ဆက်ကိုယူပြီးအဲ့ဒီလူရဲ့လက်မောင်းပေါ်ရဲဆက်ဆက်ချချလိုက်ပါတယ်။အဲ့ဒီနောက်အဲ့ဒီလူရဲ့ခေါင်းစပွဲနဲ့ဆောင်းပြီးနောက်ကနေထိုးကျိတ်ကသွားတွေကျွတ်တက်သွားအောင်လုပ်လိုက်ပါတယ်။အဲ့ဒီစပွဲပေါ်မှာပဲဘလက်ဒီနာစီကဘာမှလုပ်မပေးလို့ကြည်သူပဲဆိုတဲ့စာသားလေးကိုသူကတွေးလိုက်ရတယ်လို့ဂိုင်းသားအချို့ကထက်တိုက်ဖို့ပြန်လာကြတဲ့အတွက်ဂျွန်နီကအသက်ရှူချက်ပြီးတေလူနီးပါဖြစ်သွားပေမဲ့အဲ့ဒီလိုမှန်ကွဲစားပေါ်ပြစ်ချပြီးတပ်ပစ်လိုက်ပါတယ်။နောက်တစ်နေ့ဇာပနာမှာဂျင်းရယာကူဇာနဲ့စီဒီကိတ်ဂိုင်းတစ်ခုလုံးရောက်နေအောင်သတိထားမိပါတယ်။ဂျွန်နီပါရောက်လာတဲ့အတွက်သူကအော်သွားပြီးသူတို့ချက်ချင်းပဲစကားများငင်းခုန်ကြရကြောင်းဘုံတော်ကြီးကစူပူလိုက်ရပါတယ်။ဘုံတော်ကြီးရဲ့မိတ်ခွန်းပြီးမှဝေါ်တာရဲ့ရိုးပြတွေကိုလှေနဲ့မျောလိုက်ပါတယ်။နောက်ပိုင်းမှာဂျွန်နီကဂျင်းရသူ့ရဲ့ကလေးဘွားအိမ်မှာနေနေတာကိုသိရှိသွားပါတယ်။ပရိုဖေဝေါ်တာဂျင်းရအမေကိုဖောက်ပြန်ပြီးသူ့ဤစားနဲ့ဂျွန်နီကိုမွေးကြတာဖြစ်ကြောင်းသိရှိရတဲ့အတွက်ဂျင်းရအမေကဂျွန်နီကိုသူမအိမ်ထဲကြိုးတူခဲ့ရမယ်ဂျင်းရတော့အဲ့ဒီဖောက်ပြန်မှုကသူ့မိသားစုကိုဖျက်ဆီးခဲ့တဲ့အတွက်သူ့ကိုမုန်းတီးနေပါတယ်။နေ့လေသာစားနေတော့မှဂျွန်နီကဖေးတိုမွေခွဲညီမနာနီကအုတ်ချွေရမှုပီတာတို့ကလုံးနေရကြောင်းပီတာတို့လည်းလာရောက်ပူပေါင်းပါတယ်။ဂျွန်နီကသူ့အကိုအတွက်လာတာမဟုတ်ပဲဝေါ်တာရဲ့လူသက်သမားကိုရှာကျင်လို့လာတာဖြစ်ကြောင်းပြောပါတယ်။ဂျင်းကတော့အမြင်မသိမူရစေသမားကြောင့်ပဲလို့ခိုင်မာပြောနေရကြောင်းဂျွန်နီကမင်းညတိုက်ခိုက်ခံရမှုကြောင့်ပြောပြပါတယ်။ဒီလိုနဲ့စကားများကြပြီးဂျင်းကဂျွန်နီကိုနေရာတိုင်းမှာပြဿနာယူဆောင်လာသူလို့စစ်ဆွဲတယ်လို့ဂျွန်နီကသူ့အမေတက်ခံတော့လည်းဂျင်းကမကူညီခဲ့ဘူးလို့ထောက်ပြတဲ့ကံဂျင်းကခဏတာတွေ့သွားပြီးမှတီးသက်စကားပြောဖို့တောင်းဆိုပါတယ်။ကမ်းချိန်မှာညီကိုနှစ်ယောက်ထပ်ပြီးစကားများကြပြီးဂျင်းကဝေါ်တာရဲ့တိဆုံးမှုကမတော်တဆမှုမဟုတ်ဘူးဆိုရင်မယုံကြည်တဲ့အတွက်ဂျွန်နီကသူ့ကိုလက်ကလေးပြပြီးထွက်ခွာသွားပါတယ်။ဒီလိုနဲ့ဘာတစ်ခုမှဂျွန်နီကစီတီကိတ်ဂိုင်းဝင်ဖြစ်တဲ့သူတငယ်ချင်းဟောင်းအဲဂိုင်းနဲ့တိုးမိပါတယ်။အဲဂိုင်းရဲ့ဆရာမစ္စတာကေကဂျွန်နီကိုတွေးချင်နေပေမဲ့သူကစိတ်ဝင်စားပဲရုတ်တရက်သူ့နေမကောင်းတယ်လို့ခံစားရပြီးအဲဂိုင်းကသူ့ရဲ့ထဲမှာစိတ်ညစ်စေးထဲတာမှတီးလိုက်ကတတိမိတ်သွားပါတယ်။ခဏကြာမှဂျွန်နီကမစ္စတာကေရှိတဲ့အခန်းထဲမှာနိုးလာပြီးမစ္စတာကေကဂျွန်နီကအတိတ်မှာလူတော်များအောင်နာကျင်အောင်လုပ်ခဲ့ဘူးကြောင်းထောက်ပြပါတယ်။ဂျွန်နီကတော့စီတီကိတ်ဂိုင်းကသူ့အမေကိုလုပ်ခဲ့လို့တဲ့သူကလက်စားကြည့်တာဖြစ်ကြောင်းပြောပြပါတယ်။မစ္စတာကေကဂျွန်နီကိုဟာဝိုင်အီကနေထွက်ခွာဖို့တောင်းဆိုပေမဲ့သူကညင်းတာကြောင့်သူ့ကိုစပွဲပေါ်ပစ်ချပြီးဂျွန်နီရဲ့လေဘင်းမှာသူ့နာမည်ရဲ့အစာအခရာကိုဓာတ်နဲ့ထွန်းလိုက်တယ်လို့ထွက်ခွာဖို့9ရက်ချိန်ပြီးမထွက်သွားရင်တပ်ပစ်မယ်လို့ချင်းချောက်လိုက်ပါတယ်။ဒီတော့တွင်းမှာဂျင်းကစွန်တော့ရီနက်စီသွားပြီးဝေါ်တာရဲ့စီယန်ကန်စာကိုတောင်းတဲ့ကရီနက်ကကြည့်လို့ရပေမဲ့သုံးဝင်တဲ့ချက်လက်မရှိကြောင်းပြောပါတယ်။ဝေါ်တာရဲ့အစီတင်ကလူတွေရဲတွေစကားမပြောတဲ့နေရာမှာဖြစ်ခဲ့တာဖြစ်ပြီးတခုတည်းသောကင်မရာကလည်းပြတ်နေခဲ့ပါတယ်။ရဲတွေကတော့အမြင်မသိမူရစေသမားကြောက်မဲလို့တေချာနေတဲ့အတွက်ဘယ်သူမှဒီရမှုကိုစုံစမ်းစစ်ဆေးမှုမရှိပါဘူး။အဲ့ဒီနောက်ဂျင်းကစကန်ကနေဝေါ်တာရဲ့ပစ္စည်းတွေကိုယူတဲ့အခါ
ဒါတစ်ချောင်းနဲ့ထူးဆန်းတဲ့စကလုံးစည်ရင်ပါတဲ့လက်မှတ်တစ်ဆောင်ပါတဲ့ပတ်ဆက်အေးတစ်ခုရှိနေပါတယ်။တစ်ချိန်တည်းမှာပဲဂျိုနီယာဝဒတ်အေကိုဖောက်ဝင်ပြီးစပွဲအန်ဆွဲတဲ့မှာတနက်တက်လက်တိုးတဲ့အတွက်ယူထားဖို့ဆုံးဖြတ်လိုက်ပါတယ်။ရုတ်တရက်အခြားလူတယောက်ကတိုက်ခန်းနဲ့ဝင်လာတာကြောင့်ဂျိုနီယာအခြားခန်းထဲမှာပုံနေပါတယ်။ရုတ်တရက်ပါစပွဲပေါ်ဆာရက်စာတန်းတို့ရှာဖွေနေပြီးဂျိုနီယာသူ့ကိုအလင်းငိုက်တိုက်ဖို့ကြိုးစားပြင်ပါသူ့ကိုဗကန်နဲ့ပြစ်ပေါက်ပြီးထွက်ပြေးသွားပါတယ်။သူကအိမ်ခေါမိုးတွေနဲ့ကားတွေပေါ်ခုန်ကူပြီးမြေပြင်ပေါ်ရောက်ပြေးပေမဲ့ကာလမော့ပေါ်ရောက်တဲ့အခါဂျိုနီယာသူ့ကိုလက်သီးနဲ့စောင့်ကြိုနေပါတယ်။အဲ့နောက်ဂျိုနီယာပါကိုဘာတစ်ခုကိုခေါ်သွားပြီးရှင်းပြခိုင်းပါတယ်။ပါကသူကဟော်ဒါအတွက်လှုပ်ပေးခဲ့တာဖြစ်ပြီးဟော်ဒါသူ့အတွက်အဖေလိုပဲလို့ပြောပါတယ်။ဟော်ဒါမှာသူ့ကိုတည်စေခြင်းနေတဲ့ရန်သူတွေအများကြီးရှိနေပြီးသူ့ရဲ့နောက်ဆုံးအလုပ်ကစားတောက်ကုန်ဝန်ဆောင်မှုကုမ္ပဏီတစ်ခုနဲ့ဖြစ်ပါတယ်။ပါကသူတို့တက်ဘယ်လိုဟန်ဆောင်ပေးခဲ့ပေမဲ့ဟော်ဒါသူ့ကိုဘာလို့အဲ့ဒီအလုပ်ပေးခဲ့လဲဆိုတာသူဘယ်တော့မှနားမလည်ခဲ့ပဲဖြစ်နေပါတယ်။ဂျိုနီယာပါအခုအားစားပြီးသူ့အတွက်လှုပ်ပေးရမယ်လို့ကြေညာပြီးပါရဲ့ဂျိုးဒီရဲ့နှာခေါင်းကိုနေရာကျဖြစ်အောင်နာကျင်စွာညှစ်ပေးလိုက်ပါတယ်။အဲဒီနောက်ဂျင်းရပြစ်မှုဖြစ်ပွားရာနေရာတွေကိုလာပြီးလမ်းမပေါ်ကတာယာတွေကိုလေ့လာနေပါတယ်။ပြီးတော့လူကြီးသုံးဆိုင်တစ်ခုမှာကင်မရာတစ်လုံးကိုတတိထားမိတဲ့အတွက်အတွင်းထဲဝင်ပြီးလုံခြုံရေးဗီဒီယိုကြည့်ခွင့်ရဖို့ပတ်စံပေးကန်ပြီးကြိုးစားပါတယ်။ဆန်ရှိကငင်းတဲ့ကဂျင်းရအယောင်စေးရဲ့ငကွင်းတွေကိုဆွဲဖြုတ်ပြီးတိုက်ခိုက်လိုက်ပါတယ်။နောက်ပိုင်းမှာဂျိုနီနဲ့ပါတို့ဝေါ်ဒါရဲ့နေရာကိုပြန်လာပြီးလျှက်စီးပြင်မာတစ်ခုကိုတွေ့ရပါတယ်။ပါဝေါ်ဒါလိုင်းမစီတက်ဘူးလို့ပြောပြီးဂျိုနီကရဲတစ်ခုမှမှားနေအောင်တတိထားမိလိုက်ပါတယ်။သူအဲ့ဒါကိုဆွဲလိုက်တဲ့ကလိုအပ်ကန်လေးတွေကပုံစံထုတ်ချက်အချို့ကျလာပါတယ်။ဂျိုနီကဟောက်နာနီကိုဖုံးဆက်ပြီးဒီလိုအပ်ချက်ပုံစံထုတ်ချက်တွေမှာပီတာရဲ့အစိုးရတစ်စိတုံးပေါ်ဝင်းနေကြောင်းပြောပြတာကြောင့်သူမကနောက်မှဒေတာဘေးကိုဆွဆွေးပေးမယ်လို့ကြေညာပေးလိုက်ပါတယ်။ပါထွက်သွားဖို့ကြိုးစားတဲ့ကရုတ်တရက်အင်ရှီတကားနဲ့တိုက်မိပါတယ်။ဂျင်းကတနက်ထုတ်ပြီးတိုက်ခန်းနဲ့ဝင်လာတဲ့ကြောင့်ဂျိုနီကလည်းသူ့လက်နက်ကိုထုတ်လိုက်ပါတယ်။သူတို့ညောင်စလုံးဒီအမှုကိုစုံစမ်းနေကြမှာတေးလိုက်လို့တနက်တွေကိုပြန်သိမ်းလိုက်ကြပြီးဂျင်းကဆိုင်ရရလာတဲ့လုံချိုရေးဗီဒီယိုပါတဲ့ဖလင်တာရိုက်ကိုပြပါတယ်။သူတို့ကြည့်လိုက်တဲ့ကဘန်ကားမှာလမ်းစဉ်နံပါတ်ပြမပါတော့တတိထားမိပါတယ်။ဒရိုင်ဘာကဘယ်တော့မှလမ်းမလွဲတာကြောင့်ဂျိုနီကဒါတမင်လောက်တာလို့ထင်ပေမဲ့ဂျင်းကတော့နောက်ထပ်သက်သေရှာခြင်းနေပါတယ်။ဂျိုနီကပါကိုဝေါ်ဒိုင်ရဲ့နောက်ဆုံးအလုပ်ကကတ်တရင်ကုမ္ပဏီအကြောင်းချက်လက်သွားယူကန်ပြီးညီကိုနှစ်ယောက်ကားနဲ့ထွက်ခွာသွားကြပါတယ်။သူတို့မောင်းနေစကားများနေကြတဲ့အတွက်လန်တော့ကကားကိုမငင်ပဲတိုက်မိသွားသလိုဒီကားကြီးကသူတို့ကားကိုလမ်းအတိုင်းတောက်လျှောက်တွန်းသွားပြီးတခြားကားတွေကိုပါတိုက်မိစေပါတယ်။ပြီးတော့ကားတွေကလူအချို့ကတနက်နဲ့ပြစ်တဲ့အတွက်ဂျိုနီကအရှိန်မြင့်လိုက်တဲ့ကအမတ်မတ်တဲ့စားတိုက်ဆောင်စပွဲအချို့ကိုတိုက်မိသွားပါတယ်။ကားတွေနဲ့ညှက်နေတဲ့အတွက်ညီကိုနှစ်ယောက်ကထွက်လို့မရဖြစ်နေပြီးဂျိုနီကရန်သူကောက်ပြစ်ကြည့်ပြီးမှမှန်နေရကြီးကားမှန်နေဖြစ်နေတဲ့အတွက်ပြစ်ဖို့ခဲရင်းနေပြီးဂျင်းရနောက်ဆုံးမှာတနက်သမားကိုခေါင်းကိုကြီးစံထိအောင်ပြစ်တတ်နိုင်ခဲ့ပါတယ်။သူကကြံတဲ့လူကိုပါတတ်ဖို့ကြိုးစားရမယ်ကြီးစံကုံသွားရဲ့နောက်ဂျိုနီကတကားကိုပြစ်ပြီးကားရနဲ့ခုန်ထွက်လိုက်ပါတယ်။သူကလမ်းအတိုင်းပြစ်ပြီးသူ့ကိုလိုက်နေသူတို့ပြန်ပြစ်နေတော့ဘေးပတ်ဝန်းကျင်နေရလူတွေအားလုံးထိတ်တလန့်ဖြစ်ကုန်ကြပါတယ်။ဂျင်းရကြီးစံအချို့ရှော့တွေ့ပြီးကားတင်ပေါက်ကနေထွက်ကရန်သူကားပေါ်ခုန်တက်လိုက်ပါတယ်။ဒါပေမဲ့သူ့ကြီးစံတွေကကြီးကားမောင်းမခွဲနိုင်ပဲဂျိုနီကရန်သူအင်ဂျီကိုပြစ်လိုက်တာကြောင့်ကားပေါက်ကွဲပြီးပျက်စီးသွားကဂျင်းကတော့လမ်းမပေါ်ကိုကြားရောက်သွားပါတယ်။ရက်စကမှာရေနက်ကသူတို့ဖြစ်စေခဲ့တဲ့ဖြိုပြဲချေနေတဲ့ညီကိုနှစ်ယောက်ကိုအော်ဝေးဆဲဆိုနေပြီးဂျိုနီကလွန်ခဲ့တဲ့2လကတည်းကရဲလောက်ကနေဆိုင်းငံ့ထားခဲ့တာဖြစ်ကြောင်းဖွင့်ချလိုက်ပါတယ်။သူကအခုအင်အားလုံးကျွန်း3ခုနဲ့စုံစမ်းစစ်ဆေးခံနေရတာဖြစ်ပါတယ်။ဂျင်းကရေနက်ကို flat rush ပေးပြီးအမှုကိုစုံစမ်းစစ်ဆေးပေးဖို့တောင်းဆိုပေမဲ့ရေနက်ကလစ်လူရှိပြီးသူတို့ကိုညင်ညင်နေဖို့ပြောပါတယ်။ညနေပိုင်းမှာနာနီကစနစ်ထဲမှာသူမှရှာဖွေတွေ့ရှိထားတာကိုညီကိုနှစ်ယောက်ကိုပြပါတယ်။ပုံစံထုတ်ချက်တရားအရှိဘက်ချင်အစာအုပ်တစ်ခုတွက်ဖြစ်ပြီးကဘာဒွားမှာအပန်းဖြေစကန်နဲ့ရှိတဲ့မာကတ်ဆိုသူကအနံထားတာဖြစ်ပါတယ်။ဂျင်းကပုံစံထုတ်ချက်တွေကိုနောက်ကျောမှာ Scale Casino Princess လို့ရေးထားတဲ့ဒီဇိတ်တုံးကိုတတိထားမိပြီးကျွန်းပေါ်မှာလောင်ကစားတရားမဝင်တဲ့အတွက်ဒါထူးဆန်းနေပါတယ်။အဖွဲ့သားတွေကမနှက်ပြန်ကျင်းပမဲ့နှစ်ပတ်လည်ရန်ပုံငွေပဲတင်မာကတ်နဲ့စကားပြောရမယ်လို့သဘောတူလိုက်ပါတယ်။နောက်တစ်နေ့မနက်မှာဂျင်းကဂျွန်နီကိုဘာလို့အလုပ်ဆိုင်ငံ့ခံတာလဲလို့မေးတဲ့အခါဂျွန်နီကကလေးတွေကိုမွေးစီဝါရောင်းနေတဲ့တိုင်တယောက်ကိုပြစ်ခဲ့မိလို့အတွက်ရှင်းပြတဲ့အခါဂျင်းကအဲ့ဒါကိုသဘောတူပါတယ်။အဲ့နောက်ညီကိုနှစ်ယောက်ကကာစီနိုဆောက်ဖို့ရည်ထားတဲ့နေရာကိုသွားကြပါတယ်။အဲ့ဒီနေရာဆောက်လို့ရဆိုင်မဟုတ်ပဲရာစုနှစ်ပေါင်းများစွာကလေးကဒေသခံတန်းဝိုင်းပိုင်ဆိုင်တဲ့ဟာဝိုင်အီရွာလေးတရာဖြစ်နေပါတယ်။အဲ့ဒီချိန်မှာဂျွန်နီကပါးစီယာဖုံးရပြီးရဲတရာရေတရာနဲ့ဘန်ကားပြတစ်စီးကိုဆယ်ယူရရှိကြောင်းကြားရပါတယ်။ညီကိုနှစ်ယောက်အဲ့ဒီနေရာကိုမြန်သွားကြပြီးရဲတရာအစိုးရစင်းကန်တယောက်ရဲ့ရုပ်အလောင်းကိုပါတွေ့ရှိရကြောင်းသိရပါတယ်။ဘန်ကားမှာနံပါတ်ပြားမပါပေမဲ့ရီနက်ကကျွန်းပေါ်မှာမှတ်ပုံနေရတဲ့ဘန်ကားအားလုံးအစီရှိတဲ့အတွက်ညီကိုနှစ်ယောက်ကကြည့်ပြီးအဲ့ဒီစင်ကိုယူထားဖို့ကြိုးစားကြရမယ်ရီနက်ကပြန်လာပြီးဒီပြဿနာတွေဝေးနေဖို့တတိပေးလိုက်ပါတယ်။ရီနက်ထွက်သွားရင်ဂျိုနီကဘာကိုစင်ထဲမှာတခုတည်းသောဂျပန်နာမည်ဖြစ်တဲ့ Hayashi Import ဆိုတဲ့နာမည်ကိုစုံစမ်းခိုင်းပါတယ်။နိုင်နေငယ်ကြတော့ပါရန်ပုံငွေစပွဲမှာစပွဲတို့ဖြစ်လုံးနေပြီးညီကိုနှစ်ယောက်ကခိုးဝင်နိုင်ဖို့စပွဲတို့ယူနီဖောင်းအပိုတွေယူထားပေးပါတယ်။သူက Hayashi Import ကိုလည်းစုံစမ်းထားပြီးအဲ့ဒါယာကူဇာတွေပိုင်တာဖြစ်ကြောင်းအတည်ပြုပါတယ်။အဖွဲ့သားတွေကတန်တရားမွန်အောင်လမ်းခွဲလိုက်ကြပြီးဂျင်းကနာဂါမူရာကိုပြုစုပေးတဲ့နေရာကိုရောက်သွားပါတယ်။နာဂါမူရာကသူ့ပကံပေါ်မွေးရစေးတွေပေါ့ပါတင်လိုက်ပြီးဂျင်းကပကံပေါ်ကနာဂါမူရာခရစ်တက်ကိုခိုးယူလိုက်ပါတယ်။အဲ့ဒီ
Critic ကပ်ပေါ်မှာ Hayashi Import လို့ရေးထားတာကိုသူကသတိထားမိလိုက်ပြီ။သူကကပ်ကိုကျန်းကြုံမှာတွေ့တယ်လို့ဟန်ဆောင်ပြီးနာကာမူရာထောင်ကိုပြန်ပေးလိုက်ပါတယ်။ Hayashi Import ကဘန်ကားတစ်စီးပြောင်းနေသလားလို့မေးလိုက်တဲ့အခါတန်တရားဝင်သွားတဲ့နာကာမူရာဂျင်းကိုတွေ့ရပြီးချင်းချောက်ကထွက်ခွာသွားပါတယ်။ဒီတော့တင်းမှာဂျွန်နီကမိုနီကာနဲ့မိတ်ဆက်တဲ့အခါသူမသူ့မျိုးနံပါတ်ကိုမှတ်မိပြီးဝါဒကြောင်မေးပါတယ်။ဂျွန်နီကဖြစ်စေကြောင်ပြောပြတဲ့အခါမိုနီကာကသူမမာကတ်ဇနီးဖြစ်ပြီးကွာရှင်းချင်နေကြောင်ဖွင့်ရပါတယ်။ဒါကြောင့်သူမအရေးတာမှုအချိုးနဲ့လုံခြုံမှုရရှိဖို့ဝါဒကိုငှားရမ်းခဲ့တာဖြစ်ပါတယ်။သူမကလူပုံလဲမှာစကားတွေအများကြီးမပြောချင်တဲ့အတွက်ဂျွန်နီကိုမနှက်ပြန်သူမရဲ့ပန်ဟောက်ကိုလာဖို့တောင်းဆိုပါတယ်။အဲဒီနောက်လက်နက်ကင်လုံခြုံရေးအချိုးကညီကိုနှစ်ယောက်ကိုဝိုင်းထားပြီးမာကတ်စီကိုခေါ်ယူသွားပါတယ်။မာကတ်ကသူ့ဝါဒကိုငှားရမ်းခဲ့ပြီးသူ့ကလှုပ်ဝက်ထားမှုတွေအများကြီးပေးချေခဲ့ရတယ်လို့ပြောကဝါဒသိဆုံးသွားတာကိုကြားရတဲ့အတွက်မာကတ်အောင်သွားတဲ့ပုံဖြစ်နေပါတယ်။ဒါပေမဲ့ဂျွန်နီကတော့သူတတ်တာလို့ထင်နေတဲ့အတွက်ဒေါ်လာထွက်သွားတဲ့မာကတ်ကညင်းဆိုပြီးသူကဝါဒကိုမိုနီကာဖောက်ပံနေသလားဆိုတာစစ်ဆေးဖို့ငှားခဲ့တာလို့ပြောပါတယ်။ဂျွန်နီကဘယ်ဘက်မှာတွေ့တဲ့လက်ပြပုံတစ်လုံးနဲ့စတင်ကစားနေတော့ဂျင်းကလက်ချောင်းတစ်ချောင်းပါတဲ့လက်သုံးပွားလေးတစ်ခုကိုသတိထားမိပါတယ်။မာကတ်ကအဲ့ဒါကိုသူ့အမြင်ကနေဖယ်လိုက်ပြီးညီကိုနှစ်ယောက်ကိုသူ့ပိုင်တဲ့ထဲကနေမောင်းထုတ်လိုက်ပါတယ်။သူတို့ထွက်သွားပြီးနောက်မာကတ်ကမိုနီကာပုံကိုကြည့်ပြီးသူမဘာတွေလုပ်ခဲ့တာလဲလို့တွေးနေပါတယ်။နောက်တစ်နေ့မှာဂျွန်နီပန်ဟောက်ကိုသွားတဲ့အခါလူနာတင်ကားတွေရဲတွေနဲ့လိုကြီးကိုပဲတွေးရတာကြောင့်အနီးကကြည့်လိုက်တဲ့အခါကားတစ်စီးပေါ်မှာမိုနီကာရိုလောင်တွေးလာပါတယ်။တရားဝင်ထုတ်ပြန်ချက်တွေအရသူမကလက်သဆောင်ကနေပြုတ်ကျတာလို့ဆိုတဲ့အတွက်ဒေါသထွက်သွားတဲ့ဂျွန်နီကမာကတ်ရဲ့ဗီလာကိုပြန်သွားပြီးသူ့လမ်းမှာပိတ်နေတဲ့လုံခြုံရေးအားလုံးကိုစတင်တိုက်ခိုက်ပါတယ်။သူကအတွင်းထဲဝင်ဖို့ကြိုးစားရင်လူတော်တော်များကိုလဲကျအောင်လုံနိုင်ခဲ့ပေမဲ့နောက်ဆုံးမှာတော့လုံခြုံရေးတွေကသူ့ကိုလျှက်စစ်တုံးနဲ့ပြပြနိုင်ယူလိုက်ပါတယ်။မာကတ်ကသူ့ကိုစစ်ဆေးပြီးဂျွန်နီကမိုနီကာကိုတတ်တယ်လို့ဆွဆွဲပေမဲ့မာကတ်ကထပ်ပန်ချင်းဆိုပြီးသူ့လူတို့ရဲခဲ့ဖို့ပြောတဲ့အခါလုံခြုံရေးတယောက်ကဂျွန်နီကိုသတိမေ့သွားအောင်ကန်လိုက်ပါတယ်။ထောင်ထဲမှာဂျွန်နီကိုပီတာကလာတွေ့ပြီးပီတာကမာကတ်ကိုအမှုကြေပြီးဖို့နားချနိုင်ခဲ့တဲ့အကြောင်းသူကဂျွန်နီကိုဒီအမှုကိုရဲတွေစီကိုပဲအလိုက်ဖို့ပြောပါတယ်။သူတို့ဖေဝါဒါကအမြဲတမ်းအမောင်တွေထဲမှာရှိနေကြကြောင်းထောက်ပြပြီးပီတာကညီကိုနှစ်ယောက်ထဲမှာလည်းအဲ့ဒီအမောင်တို့မင်းနေတဲ့အတွက်ဝါဒါများခဲ့တဲ့ထောက်ပံ့ကိုသူတို့တွေကတယောက်နဲ့တယောက်စီမှာရှာဖွေချေချင်းနေပါတယ်။ဂျွန်နီလွတ်မြောက်လာတဲ့အခါဂျင်းကစောင့်နေပြီးပြဿနာရှာလို့စုဖို့ကလူတွေကိုရိုက်ရုံနဲ့သူ့အမေကပြန်မလာနိုင်ဘူးလို့ပြောပါတယ်။ဒါကဂျွန်နီကိုပောက်ကွဲစေပြီးသူကဂျင်းကိုခေါင်းနဲ့တိုက်ကစတင်ထိုးကြိတ်ပါတယ်။ဂျင်းကကိုကွာပဲပြီးသူတို့တွေရဲကားပေါ်မှာတိုက်ခတ်ကြရင်မှန်ချုပ်ကွဲသွားပါတယ်။တိုက်ပွဲကမကြောက်ခင်မှာရှုပ်ပေါ်တက်ရောက်သွားပြီးဂျင်းကအသာစီးကဂျွန်နီမျက်နှာကိုချိန်ထိုးကနိုင်ရရှိသွားပါတယ်။အဲဒီနောက်ဂျွန်နီကသူ့ကိုလိုအဆုံးချိန်မှာဆွန့်ပစ်ခဲ့တဲ့လူမျိုးကဘယ်လိုလူမျိုးလဲလို့မေးခွန်းထုတ်ပြီးဒါကဂျင်းသူ့ကိုဝေးပိုးခဲ့တဲ့ချိန်ကိုညွှန်းတာဖြစ်ပေမဲ့ဂျင်းကစီတီကိတ်ကသူ့ကိုတက်တော့မှဖြစ်တဲ့အတွက်ကာကွယ်ဖို့လုပ်ခဲ့တာလို့ပြောပါတယ်။ဂျွန်နီကသူ့အမေရိုလောက်မြင်ခဲ့ရတဲ့မြင်ကွင်းကသူ့ကိုချောက်လန့်နေပြီးသူ့မှာဂျင်းပဲကြံတော့တာလို့ရှင်းပြပါတယ်။နောက်ဆုံးမှာသူ့လိုရတရားအမောက်သိရှိသွားတဲ့ဂျင်းကတောင်းပန်ပါတယ်။အိမ်မှာဂျွန်နီကစားရီလာယူရင်ဝါဒါရဲ့နံပါတ်ကြီးပါဆက်တော့ကိုတွေ့ရှိခဲ့တဲ့ဖလင်တီနာစီကဖုံးရပါတယ်။အတွင်းထဲမှာ flat right တစ်ခုရှိနေပြီးဂျွန်နီကအဲ့ဒါကိုဟာဝိုင်အေကိုယူလာဖို့တောင်းဆိုပါတယ်။လေစိမ့်မှာဂျွန်နီကသူ့ကြီးစားဟောင်းဘလက်ဒီနာကိုဖက်ပြီးကြိုဆိုဖို့ကြိုးစားပေမဲ့သူမကသူ့ကိုခီးဆောင်အိမ်နဲ့ပြစ်ပေါလိုက်ပါတယ်။အားလုံးကားပေါ်ရောက်တဲ့အခါပါကသူ့ကွန်ပျူတာပေါ်မှာ flat right ကိုဖွင့်ဖို့ကြိုးစားပေမဲ့ဘာလုပ်ငန်းဆိုင်ရာ firewall တွေပဲတွေ့နေရပါတယ်။ဘလက်ဒီနာကဒါအင်တာနက်နဲ့မချိတ်ဆက်ထားတဲ့လှုပ်ဝက်ငွေကြေးတစ်ခုဖြစ်မှသိလိုက်ပြီး digital နံပါတ်နဲ့ကုန်းနံပါတ်ဝတ်ထားတာလို့ရှင်းပြပါတယ်။ strike ကတော့ချက်ဖြစ်တဲ့အတွက်ယာကိုဇာတွေကတယောက်ရဲ့အကောင့်ဝင်ရောက်ဖို့အတွက်အဲ့ဒါကိုလိုချင်နေတာဖြစ်ပါတယ်။စကဝတ်တဲ့ကြပန်းထုတ်ထားတဲ့စကလုံးဆက်နှလုံးလိုအပ်တာကြောင့်ဂျင်းရပါဝါဒါရဲ့ပတ်ဆက်အိတ်ထဲမှာတွေးတဲ့လက်မှတ်ကိုပေးလိုက်ပါတယ်။ရုပ်တရက်ရဟန်းရင်တစီကသူတို့ကိုတနက်နဲ့ပြစ်ခတ်တာကြောင့်ဂျိုနီကပြန်ပြစ်ဖို့ကြိုးစားပေမဲ့ဂျင်းရကြီးစံတို့ရှောင်းတယ်မကပဲရဟန်းရလမ်းပိတ်ဖို့တဲ့ပြစ်ချနေတဲ့ကားတွေပါရှောင်းနေတဲ့အတွက်ကားကိုထင်ချိုဖို့ခက်ခဲနေပါတယ်။ဘလက်ဒီနာကသူမောက်မောင်းခွင့်ပေးဖို့ပြောလိုက်ပြီးအော်ရကောင်းတဲ့ရည်ချင်းနဲ့အရှိန်မြင့်ကတိုင်းမိနေတဲ့ကားကိုဘာမဟုတ်တယ်လို့မျိုးပတ်မောင်းသွားလိုက်ပါတယ်။နောက်ဆုံးမှာရဟန်းရင်ပြန်သွားထွက်ခွာသွားပြီးဆိုင်ကန်တဲ့လူနှစ်ယောက်ပေါ်လာပါတယ်။သူတို့တနက်နဲ့ပြစ်တဲ့ကဘလက်ဒီနာရုတ်တရက်လှည့်လိုက်တဲ့အတွက်ကားကနောက်ပြောင်မောင်းသလိုဖြစ်သွားပါတယ်။ဂျိုနီကသူတို့ကိုပြစ်ဖို့ကြိုးစားပေမဲ့လွဲချော်နေရကြောင်းဘလက်ဒီနာကားကိုတက်မဲ့ရက်လိုက်တဲ့ကဆိုင်ကကားကိုတိုက်မိပြီးလူတွေကကားပေါ်ကနေပြုတ်ကျလာပါတယ်။ဘလက်ဒီနာမောင်းတက်သွားတဲ့ကအဲ့ဒီလူတွေတယောက်ကသူ့ရဲ့ဓမြောင်ကိုကြီးနဲ့ကားခေါင်မှုပေါ်ကိုတောသွားပါတယ်။သူကနောက်ပြတင်းပေါက်စီကိုရောက်သွားပြီးပါးရဲ့ကွန်ပျူတာကိုယူဖို့ကားထဲဝင်လာတဲ့ကဂျင်းကသူ့ကိုစတင်တိုက်ခတ်နေတော့ဂျွန်နီကကားရှိရပေါ်ကဒုတိယမြောက်လူကိုကာတွယ်လိုက်ပါတယ်။ဘလက်ဒီနာကကားကိုခါရပလိုက်တဲ့တော့ကားပေါ်လူကတကားဝမှာတွဲလောင်းကျဲရိုက်ခဲ့ပြီးသူကသူမကိုတနက်နဲ့ပြစ်ပါတယ်။ဂျွန်နီကကြီးစန်းတွေကိုလမ်းလွှဲအောင်သူ့လက်မကိုဖမ်းကန်ထားပြီးဘလက်ဒီနာချန်စီယိုနဲ့ကပ်ပေါင်းကရသူ့လက်မကိုပြတ်ထွက်သွားညှက်ပစ်လိုက်တဲ့တော့ရော်လောင်းကလမ်းမပေါ်မှာကျန်ရင်ခဲ့ပါတယ်။ဂျင်းကတကားဖွင့်ပြီးအခြားလူတွန်းထုတ်ကသူ့ခေါင်းကိုလမ်းမပေါ်မှာဖိထားလိုက်တဲ့အတွက်သွေးရကြီးကျန်ခဲ့ပြီးရော်လောင်းကိုပြင်ကိုပစ်ထုတ်လိုက်ပါတယ်။တိုက်ပွဲပြီးတဲ့ကဘလက်ဒီနာဂျွန်နီကိုနမ်းနေတော့ရဟရင်ပြန်ပေါ်လာပြီးတနက်နဲ့ပြစ်ပါတယ်။ညီကိုနှစ်ယောက်လည်းပြန်ပစ်ပြီးဂျင်းကတတသမားရဲ့ခေါင်းမှောင်ပြစ်နိုင်ခဲ့ပါတယ်။ရော်လောင်းကနောက်ပြန်ကျသွားပြီးကြီးစံကြီးကပိုင်းလော့ကိုထိမှန်သွားပါတယ်။
အဲ့ဒီတော့ရဟန်ရမကြခင်မှာပဲလမ်းမပေါ်ပြက်ကျသွားတဲ့အတွက်ဗလက်ဒီနာတက်နိုင်သမျှမြန်ဆုံးမောင်းထွက်ပြီးပောက်ကွဲမှုကိုရှောင်ရောက်ဖို့ဦးမင်းလှိုင်ကောင်းတဲ့ကိုအချိန်မြင့်ဝင်လိုက်ပါတယ်။အဲ့ဒီနောက်အဖွဲ့သွားတွေခဏနားကြပြီးပါ flat right တဲ့ချက်လက်တွေကိုနောက်ဆုံးမှဝင်ရောက်ကြည့်ရှုနိုင်ခဲ့ပါတယ်။တနစ်ကိုဒေါ်လာ12သန်းပီတာစီကိုလွှဲပြောင်းပေးနေရကိုတွေ့ရတာကြောင့်မာကကကာစီနိုဖွင့်နိုင်ဖို့လောင်ကစားကိုတရားဝင်ဖြစ်အောင်လုပ်ပေးဖို့ပီတာကိုပတ်စံနေပေးနေတာဖြစ်ကြောင်းနဲ့ယာကူဇာတွေကိုတော့အကောက်ကွယ်ပေးဖို့ငှားရမ်းထားတာဖြစ်ကြောင်းဖွဲ့သားတွေသိရှိသွားပါတယ်။သူတို့အဖေဝါတာကအင်တာဝေးကိစ္စစုံစမ်းဖို့ငှားခံတော့ဒီပူပေါင်းကြံစင်မှုတော့အမှတ်မထင်တိုးဝင်ခဲ့မိတာဖြစ်ပါတယ်။အစိုးရစင်းကန်ဝါတာကိုချက်လက်အားလုံးပေးခဲ့တာဖြစ်နိုင်ပြီးပီတာအဲ့ဒါကိုတည်သွားတဲ့သူ့လူအချက်ကိုကောက်ကွယ်ဖို့ပါဝင်သူအားလုံးတက်ပစ်ခဲ့တာဖြစ်ပါတယ်။ဒီတော်တွင်းမှာနာနီကပီတာကိုပုံစံထုတ်ချက်တွေပြပြီးမာကဟာနောက်ဆုံးတော့လူကောင်းမဟုတ်တာဖြစ်နိုင်တယ်လို့ပြောပါတယ်။ပီတာကဘာမှမသိတယ်လို့ဟန်ဆောင်ပြီးပုံစံထုတ်ချက်တွေကိုယူကစစ်မှန်ကိန်းအားလုံးကိုပြန်လည်သုံးသပ်ပါမယ်လို့ကတိပေးလိုက်ပါတယ်။အဖွဲ့သားတွေအိမ်ပြန်ရောက်တဲ့ကဂျင်းကသူ့မိသားစုကိုရှာမတွေ့ပဲဖုန်းဆက်ကြည့်တဲ့ကကျမ်းမြဘော်ကအီလာဖုန်းကိုပဲတွေ့ရပါတယ်။သူအိမ်ထဲကိုတဲတက်ရှာပြီးသူကလေးတွေရေချိုးခန်းထဲမှာပိုးနေအောင်တွေ့ရတဲ့စိတ်သက်သာရရောက်သွားပါတယ်။ကလေးတွေကအီလာပြပေးဆွဲခံအကြောင်းပြောပြပြီးဂျင်းကအဲ့ဒါကိုတားဆီးဖို့သူတို့ဘာမှမလုပ်နိုင်ခဲ့ဘူးလို့ပြောရင်ဖတ်ထားပါတယ်။အဲ့ဒီချိန်မှာမာကကအီလာနဲ့ဟောင်းနာရီတို့သူ့မြေအောက်ခန်းထဲမှာအချီခံထားတဲ့ဗီဒီယိုကိုပို့လာပါတယ်။သူကမျိုးသမီးတွေရဲ့အသက်နဲ့လဲဖို့ညီကိုနှစ်ယောက်စီက flat rack ကိုလိုချင်နေတာဖြစ်ပါတယ်။ဒေါသထွက်နေတဲ့ဂျင်းကသူ့လက်နဲ့တိုက်ကိုဖွင့်လိုက်ပြီးညီကိုနှစ်ယောက်တင်တဲ့သမျှလက်နက်တွေအများကြီးယူလိုက်ပါတယ်။ညနေပိုင်းမှာသူတို့နှစ်ယောက်ကမာကတ်ရဲ့ဗီလာအပြင်ဘက်ကလုံခြုံရေးနှစ်ယောက်ကိုပြစ်တက်ပြီးခြံဝင်းကိုဖျက်ကျော်လာလိုက်ပါတယ်။ပတ်ဝန်းကျင်မှာလုံခြုံရေးတွေပိုရှိနေပြီးအားလုံးအတန်တိတ်အသက်ခံလာရပါတယ်။ရုတ်တရက်မာကတ်ရဲ့ကားမှန်တစ်ချောင်ကွဲသွားပြီးလုံခြုံရေးတွေကနေကက်ကျလက်တဲ့ကပြုံးထားကြလို့ရေးထားတဲ့စာတော်လေးကိုတွေ့ရပါတယ်။အဲဒီနောက်သူတို့အားလုံးဂျင်းလေးကတယောက်ချင်းစီပြစ်တက်ချင်ခံလာတယ်လို့ဂျင်းကစနိုက်ပါနဲ့ကူညီပေးပြီးပထမတက်ကလူတယောက်ကိုလည်းတတ်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့မှန်ကကြီးကာမှဖြစ်နေပြီးထွက်လာတဲ့အတန်ကြောင့်လုံခြုံရေးကပြတင်းပေါက်ကိုဖွင့်လိုက်ပါတယ်။ဂျင်းကအမြန်ပြစ်ပြီးသူ့ကိုလည်းတက်ပစ်လိုက်ပါတယ်။ရုတ်တရက်အိမ်ထဲကမီးပိတ်သွားပြီးမားစုံစမ်းဖို့အတွက်မြောက်ခန်းထဲကလုံခြုံရေးတယောက်ကိုလွတ်လိုက်ပါတယ်။အဲဒီလူကကြိုးတွေအားလုံးဖျက်တောက်ခံထားတာကိုတွေ့ပြီးမာကတ်ကရေဒီကနေလမ်းပြောပါတယ်။သူလက်ကြည့်လိုက်တဲ့အခါလော့ဖော်ကန်ဘတ်တဲ့ရုံလောင်းရေကူးကန်ထဲမှာရှိနေတာကိုတွေ့ရပါတယ်။အဲဒီအချိန်မှာဂျိုနီကသူ့ကိုနောက်ကနေလဲပြုတ်ဓာတ်နဲ့ထိုးလိုက်ပြီးရေဒီယိုယူကမာကတ်ကိုမကြခင်တွေ့မလို့လှမ်းပြီးစင်ခေါ်လိုက်ပါတယ်။မာကတ်ကနာဂါမူရာနဲ့သူ့လူတွေကိုလွတ်လိုက်တဲ့အခါဂျင်းကသူတို့ကိုစင်းကြလမ်းမှာတွေ့ပြီးရက်ဆက်တဲ့တိုက်ပွဲစတင်ပါတယ်။နေရာကျေးပေမဲ့သူတို့ဖွဲ့ရဂျင်းကိုမတားဆီးနိုင်ပဲဂိုင်းသားတယောက်ကထွက်ပြေးဖို့ကြိုးစားတဲ့အတွက်ဂျင်းကသူ့ကိုလုံးထွေးလိုက်ပြီးသူနဲ့သူ့ကောင်းအတင်းထုရိုက်နေတဲ့အတွက်ဂျွန်နီကလာပြီးသူ့ကိုစိတ်အေးအောင်လုပ်ရပါတယ်။အဲဒီနောက်ညီကိုနှစ်ယောက်ကညီယောက်ခန်းထဲကိုနောက်ဆုံးရောက်ရှိသွားပြီးမျိုးသမီးတွေကိုကြိုးပြီးပေးလိုက်ပါတယ်။သူတို့ပြေးကြပေမဲ့ဂျွန်နီကမာကတ်ကိုလက်စားချေဖို့ပြန်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။အီလာကသူမအဆင်ပြေတယ်လို့ပြောလိုက်ပြီးဂျင်းကိုလည်းသူ့ညီနောက်ကိုလိုက်သွားဖို့နားချပါတယ်။မျိုးသမီးတွေထွက်သွားရတဲ့ဂျင်းကမြောက်ခန်းထဲကိုပြန်သွားပြီးနာဂါမူရာကိုတွေးတဲ့အတွက်တနက်ပစ်ပွဲစတင်ပါတယ်။နာဂါမူရာပြစ်နေကြားထဲမှာမူရစ်ဆေးတွေကိုတုံးဆွဲပြီးကြီးစံကုံသွားတဲ့အတွက်တနက်အစာတရှိတလက်ကိုယူလိုက်ပါတယ်။ဂျင်းကလည်းလက်နက်မဲ့ကာကွယ်ရေးနဲ့ကိုယ့်ကိုယ်ကာကွယ်ပြီးမှတံပတ်သီးတစ်ခုကိုယူလိုက်ပါတယ်။နာဂါမူရာရဲ့မျက်နှာကိုတံပတ်သီးနဲ့နားချောင်ထိုးချလိုက်ပြီးဂျင်းကသူ့လက်မောင်းကိုဆွဲကချိုးပစ်လိုက်ပါတယ်။ဒါကသူ့ကိုတရှိယူခွင့်ရစေပြီးသူ့ကိုထိုးသက်ကဓာသွားအောင်သူ့မျက်နှာထဲကိုထိုးထည့်လိုက်ပါတယ်။ထိုတော်တွင်းမှာဂျွန်နီကမာကတ်ကိုသူ့လေနဲ့ထွက်ပြေးဖို့ကြိုးစားနေတာတွေ့ရတဲ့အတွက်သူကသူ့ကိုချက်ချင်းလုံးထွေးတပ်ပေါ်ပြီးလက်နက်ဖြုတ်နိုင်ခဲ့ပါတယ်။သူတို့လက်နက်မဲ့တိုက်ခတ်ကြပြီးလက်လန်းမတင်မှပစ္စည်းတွေတယောက်ကိုတယောက်ပစ်ပေါက်ကြပါတယ်။မာကတ်ကဂျေးတစ်ခုကိုတွေ့ပြီးဂျွန်နီပခုံးကိုထိုးကသူ့ခန္ဓာကိုယ်မြေကြီးပေါ်ကိုဆွဲခေါ်သွားလိုက်ပါတယ်။ပြီးတော့မာကတ်ကသူ့တက်နက်ကိုပြန်ယူပြီးစကားတွေရှေးပြောနေတဲ့အတွက်ဂျွန်နီကစပွဲပေါ်ကခိုးလာတဲ့လက်ပစ်ပုံကိုအသက်သွင်းလိုက်တယ်လို့ဒေါ်လာထွက်နေတဲ့မာကတ်ကဂျွန်နီကိုပစ်လိုက်တဲ့အတွက်လက်ပစ်ပုံမကောက်ကွဲလေသေးမှသူကရေထဲကိုပြုတ်ကျသွားပါတယ်။အဲဒီချိန်မှာဂျင်းကတရားစီကိုရောက်လာပြီးသူ့ညီကိုကောက်ကွယ်ဖို့တဲ့ရေထဲကိုခုန်ဆစ်လိုက်ပါတယ်။သူတို့အတူတူရေမျက်ပြင်ပေါ်ပြန်တက်လာပြီးပောက်ကွဲမှုကြောင့်တိတ်ဆုံးသွားတဲ့မာကတ်ကိုကြည့်နေပါတယ်။မနက်ခင်းမှာရေနက်ကပီတာကိုလူပုံအလဲမှာဖမ်းဆီးလိုက်ပါတယ်။နောက်ပိုင်းမှာမိသားစုဝင်တွေကမ်းခြေမှာနားယူကြပြီးဆုံးရှုံးသွားတဲ့ချေရသူတွေရဲ့ဓာတ်ပုံတွေကိုတင်ထားကြပါတယ်။ဂျွန်နီကသူ့ရဲ့မျိုးဒီအချိန်ထိအိမ်ကိုရှောင်းနေပြီလို့တောင်းပန်လိုက်ပြီးဗလန်တီနာနဲ့ပိုကောက်အောင်နေပါမယ်လို့ကတိပေးလိုက်ပါတယ်။အဲဒီချိန်မှာမစ္စတာကေပေါ်လာပြီးသူကဂျွန်နီကိုမထပ်သွားစေချင်ဖွင့်ဟပါတယ်။သူကဂျွန်နီကိုယာကူဇာတွေကိုတိုက်ခိုက်ခိုင်းဖို့အတွက်ဟန်ဆောင်နေကြတာဖြစ်ပြီးအခုဆိုရင်သူကကျွန်းပေါ်မှာတခုတည်းသောဂိုင်းပြန်ဖြစ်သွားပါတယ်။သူ့ကိုကျေးဇူးတင်တဲ့အနေနဲ့မစ္စတာကေကဂျွန်နီကိုသူ့အမေလူသက်သမားနာမည်ပါတဲ့စာရွက်တက်ကိုပေးလိုက်ပါတယ်။ဂျွန်နီကအဲ့ဒါကိုဂျင်းကိုပြတဲ့ကံဂျင်းကသူ့ကိုထောက်ကမှဖြစ်ကြောင်းပြောပေမဲ့ဝါတာသူ့ကိုအိမ်ပြန်ခေါ်လာဖို့နီလန်းနေတဲ့ flat rack ကိုပို့ခဲ့တာဖြစ်ကြောင်းလည်းထောက်ပြပါတယ်။ဂျွန်နီကသူ့ရဲ့ဒေါ်လာတွေကိုနောက်ဆုံးမှဆွတ်လွတ်ဖို့တဲ့အဲ့ဒီစာရွက်ကိုမီရှိုးပြဖို့ဆုံးဖြတ်လိုက်ပြီးဘဝသစ်စတဲ့ဖို့သူ့မိသားစုနဲ့ပူးပေါင်းလိုက်ပါတယ်